အားလုံးပဲမင်္ဂလာပါခင်ဗျတကရိုးလက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဟာခန္ဓာကိုယ်ကျန်းမာဖို့ physical fitness ကိုဂရုစိုက်ကြတယ်အလုံးမအောင်မြင်ဖို့ productivity ကိုမြင့်တင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှု80%ကိုဖန်တီးပေးနေတဲ့ social fitness ကိုတော့ပြစ်ထားတတ်ကြပါတယ် Harvard University ရဲ့နှစ်ပေါင်း80ကျော်သူတည်တနာကတတ်သိပြခဲ့တာတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတစ်ယောက်ရဲ့ကျန်းမာရေးနဲ့ပျော်ရွှင်မှုကိုဆုံးဖြတ်တာဟာသွေးရင်းကိုလက်စထရောရဲ့ပမာဏမဟုတ်ပါဘူးသူတို့ရဲ့ဆက်ဆံရေးအရည်အသွေး quality of relationship တာဖြစ်တယ်ဆိုတာပါပဲအောင်မြင်မှုရဲ့ထိပ်ဆုံးကိုရောက်တဲ့အခါအထီးကျန်မနေစေဖို့ဒီနေ့မှာနှဆိုင်တဲ့ကျင့်စဉ်တွေကိုပြောပြပေးသွားပါမယ် social fitness ဆိုတာအလုပ်တစ်ခုလိုပဲလေ့ကျင့်ယူရတာပါ Harvard သုတေသနဒါရိုက်တာဒေါက်တာရောဘတ်ဝဲရင်ဂါကဆက်ဆံရေးကိုကြွတ်သားတစ်ခုလိုတင်စားပါတယ်မလေ့ကျင့်ရင်ပိန်နီသွားတတ်ပါတယ်ကျွန်တော်တို့ဟာအလုပ်ကိစ္စဆိုရင်ကလင်ဒါထဲမှာကက်ဂျူးဆွဲပြီးအသေးချာလုပ်ကြပေမဲ့မိသားစုနဲ့တငယ်ချင်းတွေအတွက်ကြတော့အားမပဲဆိုတဲ့စကားနဲ့ပြစ်ထားတတ်ကြတယ်ဒါဟာ social fitness မရှိခြင်းပါပဲဆက်ဆံရေးဆိုတာအလိုလျောက်ကောင်းမွန်နေမှာမဟုတ်ပါဘူးအသိစိတ်နဲ့ချိန်ပြီးတိုးထောင်မှသာရှင်းတန်တာပါ The Danga of Isolation ဒီသုတေသနရဲ့တွေ့ရှိချက်အရအထီးကျန်ခြင်း loneliness ဟာခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှု inflammation တွေကိုဖြစ်စေပြီးအုံနောက်ရဲ့လှုပ်ဆောင်ချက်တွေကိုစောစီးစွာယိုယွင်းစေပါတယ်ဆက်ဆံရေးအဆင်မပြေတဲ့သူတွေဟာတက်50ကျော်လာတဲ့အခါရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုခြားသူတွေထပ်ပိုပြီးပြင်းပြင်းထန်ထန်ခံစားရတတ်ပါတယ်ဒါကြောင့်ခမရဲ့ဆက်ဆံရေးကိုပြုပြင်တာဟာခမရဲ့အနာဂတ်ကျန်းမာရေးအတွက်စေးတောက်နေတာနဲ့အတူတူပါပဲယုံကြည်စိတ်ချရတဲ့လက်တွေ့ကျင့်စဉ်3ခု The 8-minute phone call 10 minute ဖုန်းခေါ်ဆောင်မှုကျွန်တော်တို့တွေဟာစကားပြောဖို့အချိန်အများကြီးပေးရမှာကိုကြောက်လို့ဖုန်းမဆက်ဖြစ်ကြဘူးနီးဗျူဟာကတော့ရိုးရှင်းပါတယ်ခမအတွက်ရေးကြီးတဲ့သူတယောက်ကိုငါမှ10မိနစ်ပဲအချိန်ရတယ်ဒါပေမဲ့မင်းကိုတတိယလို့ဖုန်းဆက်တာလို့ပြောပြီးခေါ်လိုက်ပါ10မိနစ်ဆိုတာဘယ်သူမှမဆိုပေးနိုင်တဲ့အချိန်မှာဒါပေမဲ့အဲ့ဒီ10မိနစ်ကခမတို့ကြားကဆက်သွယ်မှုကိုအားပြန်ဖြည့်ပေးပါလိမ့်မယ်ကျင့်စဉ်2 active constructive responding တက်ကြွစွာတုံ့ပြန်ခြင်းချစ်ခင်ရတဲ့သူတယောက်ကသတင်းတစ်ခုလာပြောတဲ့အခါအေးကောင်းတာပေါ့ဆိုတာမျိုးပဲမလုပ်ပါနဲ့အဲ့ဒီသတင်းကောင်းကိုသူနဲ့အတူစိတ်လှုပ်ရှားပေးပါမိခွန်းတွေပြန်မေးပါလူတွေဟာသူတို့ရဲ့ပျော်ရွှင်မှုကိုဝေမျှတဲ့အခါခင်ဗျားကထပ်တူဝမ်းသာပေးတာဟာဆက်ဆံရေးကိုအခိုင်အမာဆုံးဖြစ်စေတဲ့နည်းလမ်းပဲလို့စိတ်ပညာရှင်တွေကဆိုပါတယ်ကျင့်စဉ်3 replace the screen with people ဖုန်းကြည့်မဲ့အစားလူတွေကိုဂရုတစိုက်ကြည့်ရှိပါညစာစားတဲ့အခါဒါမှမဟုတ်တငယ်ချင်းတွေနဲ့တွေ့တဲ့အခါဖုန်းကိုဘေးမှာမှောက်ထားပါဟာဘတ်သုတေသနအရအောင်မြင်ပြီးပျော်ရွှင်တဲ့သူတွေဟာအခြားသူတွေနဲ့ရှိနေချိန်မှာမျက်လုံးချင်းစုံကြည့်ခြင်း eye contact နဲ့ပြေဝနားထောင်ခြင်းကိုဦးစားပေးကြသူတွေဖြစ်ပါတယ်အသက်ကြီးလို့ဘဝရဲ့နေဝင်ခြင်းကိုရောက်တဲ့အခါခမရကိုဘယ်သူကမှခမရမှာယာရုပါလဲပတ်ဆက်ဘယ်လောက်ရှိလဲလို့မေးမှာမဟုတ်ပါဘူးခမရဘေးမှာဘယ်သူရှိနေလဲဆိုတာကပဲခမရဘဝအောင်မြင်သလားကြာရှုံးသလားဆိုတာကိုဆုံးဖြတ်သွားမှာပါဒီနေ့ဗီဒီယိုပြီးတာနဲ့ခမရတတိယနေတဲ့လူတယောက်ကိုတတိယရဲဆိုတဲ့စာလေးဖြစ်ဖြစ်10မိနစ်ဖုန်းလေးဖြစ်ဖြစ်အခုပဲဆက်လိုက်ပါတကရိုးလက်ဟာခမရဘဝကိုနှဆိုင်စွာပြောင်းလဲပေးဖို့ရှိနေပါတယ်ဒီအချက်တွေကိုလက်ခံကျင့်ကြံမယ်ဆိုရင်လိုက်လုပ်ခဲ့ပြီးခင်ဗျားရဲ့ social fitness အတွက်ဘာစလုပ်မလဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါကျွန်တော်မင်းရမှာအဆုံးထိနားထောင်ကြည့်ရှုပေးရသူအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ